The upgrading and inauguration of nursing training schools into institutes of nursing in the Naypyidaw Union Territory and across the regions and states took place on 16th July 2026. The President attended the opening ceremony of the Institute of Nursing, Naypyidaw, and simultaneously inaugurated the Institutes of Nursing nationwide through a digital platform. The Chief Minister of Yangon Region, members of the regional government, school officials, invited guests, and students virtually attended the inauguration ceremony of the Institute of Nursing Yangon.ဒါတကယ်ကိုပဲမင်္ဂလာရှိတဲ့နေ့ပဲဖြစ်ပါတယ်နိုင်ငံတော်သမ္မတကြီးကလည်းသူနာပြုတင်နန်းကျောင်းတွေကိုသူနာပြုသိပ္ပံအဖြစ်အဆင့်တိုးမြှင့်ပေးခဲ့တယ်အဓိကရွယ်ချက်ကတော့ကျမတို့သူနာပြုသားဖွားဆရာမတွေရဲ့ professional ဘဝကိုမြင့်တင်ပေးစေခြင်းနဲ့ရွယ်ချက်ပဲဖြစ်ပါတယ်ရှင်ဒီအဆင့်မြင့်တင်တဲ့ကျောင်းကနေပြီးတော့ထွက်ပေါ်လာတဲ့ပေါ့နော်သူနာပြုဆရာဆရာမတွေဟာအရေးချင်းပြေးဝစာနဲ့နိုင်ငံတော်မှာအတွင်းမှာပြီးတင်းနေထိုင်ကြတဲ့ပြည်သူပြည်သားတွေကိုကျွမ်းကျင်ပိုင်နိုင်တဲ့သူနာပြုစုမှုတွေကိုပေးနိုင်ဖို့အတွက်ရည်ရွယ်ပြီးတော့ဒီသင်တန်းကျောင်းတွေကိုအဆင့်တိုးမြင့်ဖွင့်လှစ်ခဲ့ပေးခဲ့ခြင်းပဲဖြစ်ပါတယ်ရှင်။သူနာပြုအလုပ်ဆိုတာပေါ့နော်သူတစ်ပါးအကူမြင်နဲ့ကိုတိုးတက်မြင့်မားလာအောင်လှုပ်ဆောင်ပေးနိုင်တဲ့နိုင်ငံတကာနဲ့ယူမောင်တန်းနိုင်တဲ့အလုပ်တစ်ခုဖြစ်ပါတယ်။လို့ရှင်အစရဲရတယ်ပေါ့နော်လူနာရဲ့ဒီခန္ဓာဗီဇ anatomy disease process တွေကိုလည်းအစရဲစိတ်ဝင်စားတဲ့အတွက်ကြောင့်ပေါ့နော်ဒီသင်တန်းကိုလာရောက်တက်ရောက်ခြင်းဖြစ်ပါတယ်ရှင်ဒီဝေဒနာခံစားနိုင်နေရတဲ့လူနာတွေကိုဒါတို့ကပြုစုပေးတယ်ပြုစုပေးတဲ့အချိန်မှာလည်း physical အနေနဲ့ရော emotional အနေနဲ့ရော mental အရာရောဒါတို့ကပြုစုပေးတယ်ဆက်ပြကိုလည်းပြန်လုံနိုင်တယ်ပြီးလို့ရှိရင်ဒီ family အရာလည်းကိုဟာနဲ့ကိုပြန်လုံနိုင်တယ်အဲအကြောင်းမလို့ဒီသူနာပြုရွေးချယ်ဖြစ်ပါတယ်ခင်ဗျသူနာပြုသိပ္ပံအဖြစ်ပြောင်းလဲသွားတဲ့အတွက်ကိုများစွာဝန်တာခွင့်မိပါတယ်ပေါ့နော်ကျမတို့ရဲ့သူနာပြုလောကကြီးမှာဆိုလို့ရှိရင်သူနာပြုမှတ်တိုင်တစ်ခုပေါ့နော်အဆင့်တန်းတစ်ခုမြင့်တင်သွားတယ်လို့လည်းယုံကြည်မိပါတယ်ပြီးလို့ရှိရင်ကျမတို့ရဲ့အကြောင်းရွေးချယ်ခံထားရတဲ့အတွက်လည်းအများကြီးဂုဏ်ယူဝမ်းတောင်းမိပါတယ် Nursing is a major healthcare discipline that combines scientific knowledge and practical competencies to promote health, prevent disease, and provide systematic care for patients. The Ministry of Health has been continuously conducting professional development programs and workshops to strengthen the capacity and qualifications of teaching personnel. သူနာပြုသင်တန်းကျောင်းဆိုတဲ့အနေအထားနဲ့အခုသူနာပြုသိပ္ပံအနေအထားမှာအများကြီးကွာချက်တွေရှိပါတယ်နိုင်ငံတကာအာဆီယံ level နဲ့တန်းညီပြီးတော့ကျမတို့သင်ရိုးညွှန်းနှန်းတွေကိုပြုပြင်ပြောင်းလဲခဲ့တယ်ဖြစ်ပါတယ်ဒီသင်ရိုးညွှန်းနှန်းတွေနဲ့အတူကျမတို့ကစာတွေ့လက်တွေ့တွေကိုတကယ်ကိုပဲ advance ပေါ်ဖြစ်တဲ့နည်းပညာတွေနဲ့တကယ်ကိုပဲ technology မြင့်တဲ့ပစ္စည်းတွေနဲ့အသုံးပြုပြီးတော့သင်ကြားရတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျမတို့ဒီသူနာပြုသိပ္ပံသူနာပြုသင်တန်းကျောင်းကနေပြီးတော့သင်တန်းဆင်းသွားတဲ့သင်တန်းသားသူနာပြုဆရာဆရာမတွေကဆိုလို့ရှိရင်နိုင်ငံတော်ရဲ့ပေါ့နော်ဒီကြာရတာဝန်မှာထမ်းဆောင်တဲ့အခါမှာပြည်သူလူထုကိုအရေးချင်းပြေးဝရတဲ့ကျွမ်းကျင်ပိုင်နိုင်တဲ့သူနာပြုစုမှုတွေကိုပေးအပ်သွားနိုင်မှာပဲဖြစ်ပါတယ်ရှင်ဒီကိုရဲ့ကျမ်းမာရေးနဲ့ပတ်သက်တာရောဒီပတ်ဝန်းကျင်မှာရှိတဲ့သူတွေလည်း HE တွေပါညာပေးချင်တယ်ပေါ့နော်အဲ့လိုမျိုးကိုကဝါသနာပါတယ်ကိုကအတိဟာကိုလေ့လာချင်တယ်ဆိုလို့ရှိရင်လာjoinခဲ့ကြပါအခုလည်းဖိတ်ခေါ်ရပေါ့နော်အခုလည်းရှောက်ထားရတင်လို့ရပါတယ်နော် Flora Nightingale ဆိုရှင်ဦးစနေနိုင်ထုံးဖြစ်ပါတယ်ဒီကြီးရဲ့အချိန်မှာဆိုလို့ရှိရင်ကိုဝင်သေးဘူးပေါ့နော်ဒီအင်ခေါမှုထီအောင်မှဒီဆွမ်းတမန်လူနာအတွက်ပေါ့နော်ပြီးဆက်တာပေါ့နော်အဲ့ဟာကိုသမီးကအရန်သဘောကျပြီးတော့ခုံယူမိပါတယ်ရှင်ဒီလိုမျိုးဖြစ်လာအောင်လည်းအများကြီးကြိုးစားသွားမှာဖြစ်ပါတယ်ရှင် According to the World Health Organization WHO nursing constitutes the backbone of healthcare systems worldwide. In Myanmar, there are 2 universities of nursing, 15 nursing training schools, 15 institutes of nursing across 14 regions and states, including the Naypyidaw Council, and 11 midwifery training schools. These institutions annually produce highly qualified nurses and midwives.
Following the virtual inauguration of the Institute of Nursing Naypyidaw and other schools across the regions and states by the President, the Chief Minister of Yangon Region officially unveiled the Institute of Nursing Yangon. grade အောင်မြင်သွားတဲ့ကလေးတွေကဆိုလို့ရှိရင်နဗုသိပ္ပံတွေကို enrollment အနေနဲ့ရှောက်ထားမယ်ဆိုရင်ဒီ grade တွဲမှာရရှိခဲ့တဲ့မြန်မာစာအင်္ဂလိပ်စာသင်ချာ3ဘာသာပေါင်းရမှတ်နဲ့စီစစ်ပြီးတော့ရွေးချယ်ပြီးတော့ကျမတို့ခေါ်ယူပါတယ်ရှင်လက်ကင်ထားတဲ့စကားလုံးကတော့ကျမတို့က ASK ပါအရင်ဆုံးသူနာပြုတယောက်ဖြစ်ဖို့ဆိုလို့ရှိရင် attitude ပေါ့နော်ခံယူချက်သဘောထားအရန်လွန်စွာအရေးကြီးပါတယ်တက်ရှိပေါ့နော်ရှိနေတဲ့လူနာတယောက်ကိုပြုစုကုသရတဲ့အတွက်ကြောင့်မို့လို့ဘာလဲဆိုလို့ရှိရင်အကျဉ်းနာမြစ်တာဂိယူနာပေါ့နော်စေတနာဝါဒနာဒါတွေကလည်းအရေးကြီးပါတယ်ရှင် theory ရော practical ရောအကောင့်ပိုင်းနိုင်ပြီးတော့လူနာတွေကို sympathy empathy အပြည့်ပေးနိုင်တဲ့ patient care center ထားပြီးတော့ပြုစုပေးနိုင်တဲ့သူနာပြုကောင်းတယောက်ဖြစ်လာမယ်လို့ယုံကြည်ထားပါတယ်ရှင်ကြောင်းပြီးလို့တာဝန်ကျသွားရင်လည်းနိုင်ငံတော်ကရှာမှတ်ပေးတဲ့ကြာရနေရာတွေမှာကြာရတာဝန်တွေကိုတာဝန်တည်တည်နဲ့သစ္စာရှိနဲ့လှုပ်ဆောင်တတ်မှာဖြစ်ပါတယ်ရှင်posting တာတော့တင်ရတဲ့အချိန်မှာနိုင်ငံတော်နဲ့ချမှတ်တဲ့နေရာမှာတာတော့အသစ္စာရှိနဲ့တာဝန်ထမ်းဆောင်မှာဖြစ်ပါတယ်ခင်ဗျ။နိုင်ငံတော်ရဲ့ကျန်းမာရေးကဏ္ဍပုံမူပြီးတော့တိုးတက်မြင့်မားလာဖို့အတွက်ကိုနိုင်ငံတော်ကပေးအပ်တဲ့တာဝန်ကျရာနေရာမှာကြည်ကြည်ပြပြနဲ့ဒီ patient တွေအတွက်ကောပေါ့နော်နိုင်ငံတော်အတွက်ကောထမ်းဆောင်တော့တာဝန်ထမ်းဆောင်တော့မှာဖြစ်ပါတယ်ရှင်။ Upgrading and inauguration these institutes of nursing not only provides high-quality education for prospective nurses, but also guarantees the emergence of modern medical professionals whom the public can rely on in the future. This initiative represents a significant milestone in the advancement of the healthcare sector and a meaningful step toward building a stronger and more prosperous nation supported by healthy and resilient citizens.